ကိုယ်ကလာနေတာ လက်ရှိကျွန်တော်မန်လေးမျိုးမှာလက်ရှိလေရောမိုးရောတော်တော်ကျန်းတယ်ဗျလေရောမိုးချက်ကြီးရောတက်ပြီးတော့မှတောက်ချောက်ဖြစ်နေတာဒါပဒကုညာရှင်းနိုင်နေငလင်းအတွက်ဘာလဲမသိဘူးခုနတော့နာဆာကထုတ်ပြန်လာတာတခုသတင်းပြီးတော့တက်လာပြီဗျဘာလဲမသိဘူးခုကလက်ရှိမန်လေးမှာဒါလေရောမိုးရောတိုက်နေတဲ့နေသားလေးတွေ့နေရတယ်ဗျဒါကကျွန်တော်ဆေးရုံမှာရှိတဲ့ပတ်တူတွေလည်းလမ်းတိုင်းသူတို့ဒီလမ်းဘေးမှာအိတ်နေတဲ့ပြည်သူတွေအတွက်လည်းအများကြီးဒုက္ခရောက်နိုင်တယ်ဗျကျုံပတ်လက်မှာကျွန်တော်နေတရားမရှိလို့ဒါမိုးနဲ့အိတ်နေတဲ့လူတွေအတွက်ဘာလို့တမန်မိုးရွာတာမဟုတ်လေးပါတဲ့အတွက်ဒီအမိုးတွေလန်သွားနိုင်တဲ့နေသားမျိုးတွေရှိနေတယ်ဗျအားလုံးပဲနည်းနည်းဝိုင်းဝန်းဆူတောင်းပေးကြပါဦးဗျာမိုးပြပြန်တက်ရောက်တော်တော်ဒါကတော်တော်လေးကိုကျွန်တော်တို့စိုးရိမ်နေရရှိပါတယ်ပြည်သူတွေတက်ဖို့ဒုက္ခရောက်မှနိုင်ပါတယ်ဗျဒုက္ခရောက်နေပါတယ်မီးတွေလည်းပြက်ကုန်ပါပြီဗျစေယုံနေမှာအခုလက်ရှိကျွန်တော်တို့အပြင်တွေမှာအိတ်နေရတယ်ဂရီနေနဲ့ခါနေရတဲ့တွေ့အဲ့မိုးတွေလည်းလန်ပြီးတော့စေယုံကတက်နေရောက်ကူးသားနေတဲ့လူတွေအတွက်လည်းအနေရရှိနိုင်တယ်ဗျတခြားတိုင်းတဲ့ပြည်နယ်တွေမှာဘယ်လိုရှိနေကြလဲမသိဘူးဗျအားလုံးပဲစူတောင်းပေးကြပါဦးလက်ရှိဒါမန်လေးရဲ့လက်ရှိချိန်တွေကိုကျွန်တော်တည်းရဲ့တင်ပြပေးတာဖြစ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်သဘာဝဘေးကြီးမှကျွန်တော်အမြန်ဆုံးကင်းဝေးနိုင်ကြပါစေဗျအဲ့ဒီရောကအပြင်မှာမိုးကအသေးလေးနဲ့လူကိုတနာလို့ပါလူနာကြီးရောတော့ကြောက်ခောက်ကုန်ပါ